ထာဝရဘုရားကိုကြောက်ရွံ့ခြင်းဆိုတာပညာရဲ့အချုပ်အခြာဖြစ်တယ်ဆိုပြီးတော့မှကျမ်းစာထဲမှာတော်တော်များများပြောထားတာကျွန်တော်တွေ့ရပါတယ်။ဘာဖြစ်လို့ပညာရဲ့အချုပ်အခြာဖြစ်ရတယ်လဲလို့ကျွန်တော်တို့ပြန်ပြီးတော့မှလေ့လာကြည့်လိုက်တဲ့အခါမှာကြောက်ရွံ့ခြင်းနဲ့အတူပါလာတဲ့အရာကပညာရှိခြင်းပဲဖြစ်ပါတယ်။ပညာရှိခြင်းကအသိပညာအတွေ့အကြုံနဲ့ဒီဉာဏ်ရည်ဉာဏ်တွေးတွေကိုအခြေခံပြီးတော့မှမှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကိုချနိုင်ခြင်းအရာတွေကိုနက်နက်နဲနဲနားလည်သဘောပေါက်ခြင်းနဲ့ဒီလူမှုရေးစိတ်ပိုင်းဆိုင်ရာမှာကောင်းမွန်တဲ့အပြုမှုရှိခြင်းတွေပဲဖြစ်ပါတယ်။ဒီပညာရှင်တွေရဲ့အဆိုအရပညာရှိခြင်းရဲ့အစမှာကိုယ်အမားကိုဝန်ခံခြင်းဖြစ်တယ်ဆိုပြီးတော့မှဆိုကရီတီကလည်းပြောထားတာကျွန်တော်တွေ့ရပါတယ်။ဒီထဲမှာအဓိကတစ်ချက်အနေနဲ့ဖြင့်ထာဝရဘုရားကိုကြောက်ရွံ့ခြင်းဆိုတာအပြစ်ကိုမုန်းခြင်းပဲဖြစ်ပါတယ်။ဒီထဲမှာဘုရားသခင်ရဲ့ဘုန်းတကုန်းနဲ့တန်ရှင်းမြင့်မြတ်မှုတွေဖြောင့်မတ်တော်တရားစီရင်ခြင်းတွေကိုလေးစားခြင်းပဲဖြစ်ပါတယ်။ဘုရားသခင်ရဲ့စကားတော်နဲ့ပြည့်ညတ်တော်တွေကိုနာခံပြီးတော့မှဘုရားသခင်ရဲ့အလိုတော်အတိုင်းအသက်ရှင်ခြင်းဒုစရိုက်အပြစ်ကိုမုန်းခြင်းနဲ့ဖြောင့်မတ်စွာနေထိုင်ခြင်းမိမိကိုယ်ကိုနှိမ်ချခြင်းအပြင်ဘုရားသခင်ပေါ်မှာယုံကြည်ကိုးစားခြင်းဂရုဏာနဲ့ကျေးဇူးတော်ကိုခံစားသိမိခြင်းတရားတွေကထာဝရဘုရားကိုကြောက်ရွံ့ခြင်းဖြစ်ပါတယ်။ဘုရားသခင်အားယုံသိလေးစားမှုရဲ့နာခံမှုရဲ့ချစ်ချင်းမေတ္တာတွေပေါင်းဆက်ထားတဲ့စိတ်နေတဘောထားဒီຢာတွေဟာထာဝရဘုရားကိုကြောက်ရွံ့ခြင်းပဲဖြစ်ပါတယ်